အဲ့ဒီလူကဘေးနာကအစိတ်ခမ်းမလီကိုတစ်ချက်ကြည့်လိုက်ုံနဲ့သူ့ဇနီးထစ်သူကချက်ချင်းဆိုသလိုတဘောပေါက်သွားခဲ့ပါတယ်ဒါဟာမျိုးဆက်တစ်ခုလုံးတွင်မှတ်မှတ်ထင်ထင်ရှိလာတဲ့ရုပ်ရှင်တကားထိပြီးရောမသမရနိုင်ငံခေတ်မှာဇက်အင်တီထားတာပါဘိုချိုကလေဘာဟာဂရိနိုင်ငံကိုစစ်ချီတက်နေစဉ်အတွင်း Thracians မျိုးနွယ်စုလီကိုသူ့တပ်ထဲဝင်ဖို့စီယုံတင်းသွင်းခဲ့ပါတယ်စပါတာဂက်စ်ကလည်းရောမဒီရဲ့အကူအညီနဲ့သူ့ရဲ့ညံတူတွေကိုအနိုင်ယူဖို့မျှော်လင့်ခဲ့တာကြောင့်သူတို့ကြားမှာခိုင်မာမှုမရှိတဲ့မဟာမိတ်အဖွဲ့တစ်ခုထစ်ပေါ်လာခဲ့ပါတယ်စပါတာဂက်စ်တယောက်သူ့ရဲ့နေရက်အနေထွက်ခွာလာပြီးမကြခင်မှာပဲသူတို့ရဲ့မျိုးနွယ်စုဟာရန်သူတိုက်ခိုက်ခြင်းကိုခံခဲ့တာပါတယ်ဒါပေမဲ့ဂလေဘာကသူတို့ကိုကယ်တင်ဖို့နောက်ကျောင်းပြန်လှည့်ဖို့ငင်းဆန်ခဲ့သူတို့ခွင့်ပြုခဲ့မရှိပဲတပ်ထဲကနေဘယ်သူမှမထွက်ရဘူးလို့ပါအမိန့်ထွက်ခဲ့ပါတယ်ဒီလုံရက်က Thracians ကိုဒေါသထွက်စေခဲ့ပြီး Spartacus နဲ့ Gleba တို့ကြားပြင်းထန်တဲ့စကားများရန်ဖြစ်မှုတွေဖြစ်ပွားခဲ့ပါတယ်ရုံရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း Gleba ဟာမြင်းပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ် Spartacus ဟာသူ့လူတယောက်ကိုတပ်ဖြတ်ပြီးသူ့မျိုးနွယ်စုစီကိုအပြေးလွှားပြင်းသွားခဲ့ပြီးမိတ်သူရောက်သွားတဲ့အချိန်မှာတော့သူ့ကျေးရွာဟာပြာပုံအတိဖြစ်နေပါပြီသူဟာသူ့ဇနီးကိုခေါ်ဆောင်ပြီးတောင်ပေါ်မှာတညက်တာပုံအောင်ပြရပါတယ်နောက်ကနေ့မှာတော့ Gleba ရောက်ရှိလာပြီး Spartacus ကိုစစ်ပြေးထိဖန်ဆီးကရောမမြို့ကိုခေါ်ဆောင်သွားပါတယ် Gleba ကသူ့ကိုကွင်းပြင် arena ထဲမှာတပ်ဖြစ်ဖို့ရည်ရွယ်ထားပြီးမြဲ Spartacus တယောက်ထဲနဲ့ Gladiator 4ယောက်ကိုအနိုင်ယူပြီးဒီတေတွင်းကနေအသက်ရှင်လျက်လွတ်မြောက်လာလိမ့်မယ်လို့တော့ဘယ်သူမှမထင်မှတ်ထားခဲ့ကြပါဘူး